မိမလာလေးတယောက်ကပြီးတဲ့ချင်းတန်ရာတွေတို့တန်လေးကြာအောင်နာထောင်ပါမုန်းငန်သမားလေးရဲ့တည်တန်သာတွင်တော်တွင်အေးခြင်းတပုတ်ကမှာပဲမှတ်ပါစေရင်မဖျားလေးရဲ့စိတ်နဲ့စိတ်နဲ့မြစ်တာရည်ကြီးနှောက်ခါပြေးလေသူမစင်ကားလေးရှိတဲ့ရက်ကကြားနိုင်ပါစေတန်ကရာရဲ့မင်းရဲ့တဲ့နဲ့တို့